မြန်မာနိုင်ငံရဲ့အိမ်ချမ်းမြေကဏ္ဍမှာယုံကြည်မှုနဲ့ယူသားမှုကိုအရင်ခံပြီးရပ်တည်နေတဲ့89ပဲလေးအိမ်ချမ်းမြေကုမ္ပဏီမှာဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့89ပဲလေးအိမ်ချမ်းမြေကုမ္ပဏီအနေနဲ့ရန်ကုန်တိုင်းဒေသကြီးဒဂုံစိတ်ကမ်းမြို့နယ်151ရပ်ကွက်မှာတည်ရှိတဲ့အလွန်တရာရင်းနှီးမြှုပ်နှံတင်ပြီးတော့အလားအလာကောင်းလာတဲ့ကြရန်မြေပေါင်းမြေကွက်လှလှလေးကိုဝယ်ယူခဲ့တာပဲဖြစ်ပါတယ်ဒီမြေကွက်400ဆိုရင်အလျားပေ40အနံပေ60ရှိပြီးတော့တရားဝင်ခိုင်မာတဲ့ကြရန်မြေပေါင်းမြေကွက်စစ်ဖြစ်တာမို့ကုမ္ပဏီအတွက်ရောရင်းနှီးမြှုပ်နှံမှုအတွက်ပါအင်မတန်မှတန်ဖိုးရှိတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီလိုခိုင်မာပြီးတော့အဖိုးတန်လှတဲ့မြေကွက်လှလှလေးကိုကျွန်တော်တို့လက်ဝယ်ရောက်ရှိလာအောင်တစုံတရာနှောင့်နှေးကြံ့ကြာမှုမရှိပဲစေတနာအပြည့်နဲ့ယုံယုံကြည်ကြည်ရောင်းချပေးခဲ့တဲ့တင်ငန်းကျိုးမြို့နယ်မှာအကိုမိသားစုကိုကျွန်တော်တို့89ပဲလေးအိမ်ချမ်းမြေကုမ္ပဏီကအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်တို့ကုမ္ပဏီကိုယုံကြည်စိတ်ချစွာရောင်းချပေးခဲ့တဲ့အတွက်လည်းတင်ငန်းကျိုးမြို့နယ်မှာအကိုကျမ်းမာချမ်းသာပါစေစီးပွားလက်လာပါများဒီရေလာတိုးတက်ပါစေကောင်းမွန်သောလုပ်ငန်းဆောင်တာများနဲ့အတူနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့89ပဲလေးအိမ်ချမ်းမြေကုမ္ပဏီကိုမြေကွက်တွေဝယ်ခြင်းရောင်းချင်တာပဲဖြစ်ဖြစ်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အမျိုးမျိုးသောဝန်ဆောင်မှုတွေကိုရယူချင်တာပဲဖြစ်ဖြစ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့39 989 989 မနက်9:00နာရီမှညနေ9:00နာရီအတွင်းလစဉ်တရက်နေ့မှလွဲ၍ဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရုံးခန်းတရှိရာနေရာလေးကတော့ရန်ကုန်တိုင်းဒေသကြီးတောင်ဒဂုံမြို့နယ်25ရပ်ကွက်ပလဲရတနာလန်အမှတ်42တောင်ဒဂုံပန်းညံကားမှတ်တိုင်လေးပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ပြီးတော့ဘဝအမောတွေပြည့်ကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ